အားလုံးပဲမင်္ဂလာပါ The Voice Future Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပေးသွားမယ်အကြောင်းအရာတွေတဲကမိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝမှာကိုမသိလိုက်ပဲလုံးမိတဲ့အမားတွေနဲ့ဆောင်ရန်ရှောင်ရန်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်လူတိုင်းကအောင်မြင်ကြတယ်ဒါပေမဲ့လူတိုင်းတော့မအောင်မြင်ကြဘူးဘာလို့လဲအကြောင်းရင်းကရည်ချင်းမရှိလို့မဟုတ်ပါဘူးငွေမရှိလို့လည်းမဟုတ်ပါဘူးသူတို့ရဲ့နေ့စဉ်ဘဝမှာမတိမတာလုံနေတဲ့အမားတွေကြောင့်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကဘာကျော်စာရေးစရာတွေအတွေးခေါ်ပညာရှင်တွေစီးပွားရေးပညာရှင်တွေရဲ့အထင်ကြီးအယူဆတွေတဲကလူငယ်ဘဝမှာမဖြစ်မနေတည်ထားတဲ့အောင်မြင်ရေးအချက်10ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အချိန်ကိုအလဟတ်တန်မဖြုံးပါနဲ့စီးပွားရေးစာရေးဆရာ Robert Kiyosaki ကဒီလိုပြောခဲ့တယ်ဆင်းရဲတဲ့လူတွေကအချိန်ကိုဖြုံးတိကြတယ်အောင်မြင်တဲ့လူတွေကတော့အချိန်ကိုရင်းနှီးမြှုပ်နှံကြတယ်အောင်မြင်သူနဲ့မအောင်မြင်သူကြားကအကြီးမားဆုံးကွာခြားချက်ကအချိန်သုံးချပုံပဲဖြစ်ပါတယ်နေ့တိုင်းဖုံးဖို့နေတာအကြောင်းမဲ့အချိန်ကုန်နေတာအပျော်ပါးတွေနဲ့ဘဝကိုဖြုံးတိနေတာတွေကတင့်ရဲ့အနာဂတ်ကိုတင်ကိုယ်တိုင်ပဲတဖြည်းဖြည်းကိုယ့်ဟာကိုဖဲ့စားမှန်းမသိတိတ်ဤနဲ့ဖဲ့စားနေမိတာပဲဖြစ်ပါတယ်အောင်မြင်ခြင်းရင်အချိန်ကိုပျော်ရွှင်ဖို့အတွက်ပဲမသုံးပဲအသိပညာတိုးတက်ဖို့အသုံးချပါနံပါတ်2comfort zone နဲ့ပိတ်မိမနေပါစေနဲ့ပြောချင်တာကတက်တောင့်တက်တာဖြစ်ရတာကိုလူတိုင်းကကြိုက်ကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့မသိစိတ်ကအမြဲတမ်းတက်တောင့်တက်တာဖြစ်ရတာကိုပဲကြိုက်နေတယ်ဆိုရင်ကြံပေးချင်တာကတော့အခုပဲအဲ့နေရာမှာကိုရောက်နေပြီလို့ကိုသုံးသပ်မိရင်အဲ့လိုဆက်မနေပါနဲ့အောင်မြင်မှုဆိုတာတက်တောင့်တက်တာရှိတဲ့နေရာထဲမှာရှိမနေပါဘူးစာရေးဆရာ Robin Sharma ကဒီလိုပြောခဲ့တယ်လူတစ်ယောက်ရဲ့တိုးတက်မှုကသူကြောက်နေတဲ့ level ကိုကျော်ဖြတ်လိုက်တဲ့အချိန်မှာစတင်တယ်တဲ့မလုပ်ဘူးတဲ့အရာကိုစလုပ်ကြည့်ပါကြောက်နေတဲ့အရာကိုရင်ဆိုင်ကြည့်ပါလူအများစုနောက်ဆုတ်တဲ့နေရာမှာအောင်မြင်သူတွေကတော့အခွင့်အရေးကိုရှာဖွေတတ်ကြပါတယ်နံပါတ်3လူတိုင်းကိုမယုံကြည်ပါနဲ့ဘဝမှာလူကောင်းတွေရှိသလိုမင်းရဲ့စိတ်အားထက်သန်မှုကိုတဖြည်းဖြည်းလျော့နေသွားစေမဲ့လူတွေလည်းရှိတယ်အောင်မြင်ရင်မင်းအနားမှာဘလို့လူတွေရှိနေလဲဆိုတာအရန်ရေးကြည့်တယ်စာရေးဆရာဂျင်ရွန်ကဒီလိုပြောခဲ့တယ်မင်းအချိန်အများဆုံးဖြတ်တန်းနေတဲ့လူ9ယောက်ရဲ့ပြမ်းမြပုံစံဟာတစ်နေ့မှာမင်းဖြစ်လာမဲ့ပုံစံပဲတဲ့ဒါကြောင့်မင်းပတ်ဝန်းကျင်ကမင်းရဲ့အနာဂတ်ကိုဖန်တီးနေတယ်နံပါတ်4စီကံမရှိရင်အရေးချင်းကအကျိုးမရှိဘူးအရေးချင်းရှိတဲ့လူအများကြီးဘဝမှာပျောက်ကွယ်သွားကြတယ်ဒါပေမဲ့နေတိုင်းတိတ်လေးကြိုးစားနေတဲ့လူတွေကနောက်ဆုံးမှအောင်မြင်သွားကြတယ်ဆရာတက်ကြွမှုကခဏပဲခံတယ်ကိုထိန်းချုပ်နိုင်တဲ့စီကံကတော့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တယ်နံပါတ်5ငွေကိုမထိန်းသိမ်းနိုင်ရင်ဘဝမတိုးတက်နိုင်ဘူးဆိုလိုတာကတော့ကိုရှာတဲ့ဝင်ငွေနဲ့ထွက်ငွေကိုတေချာမထိန်းသိမ်းနိုင်ရင်မိတ်ဆွေရှာသမျှရသမျှတဲတဲရည်သွန်လိုက်လို့ပါပဲကိုပေါ့ဝင်းကျင်ကလူနေမှုဘဝတွေသာပြောင်းလဲသွားတယ်မိတ်ဆွေကတော့တစ်နှစ်နေလဲဒီအတိုင်းနောက်နှစ်တွေလည်းဒီအတိုင်းပဲဖြစ်နေမှာပါဝင်ငွေများတာကအောင်မြင်မှုမဟုတ်ပါဘူးငွေကိုထိန်းသိမ်းအသုံးချနိုင်တာကပိုရေးကြီးတယ်လူတချို့ကပတ်စံရတာနဲ့အကုန်လုံးသုံးပြကြတယ်ချမ်းသာသောဖခင်ဆင်းရဲသောဖခင်ဆိုတဲ့နာမည်ကျော်စာအုပ်ထဲမှာငွေကြေးအသိပညာရှိတဲ့သူဟာငွေဘလောက်ရနောက်ဆုံးမှာပြန်ဆင်းရဲသွားမယ်လို့ရေးထားတယ်ဒါကြောင့်ပတ်စံကိုလူထင်ကြီးဖို့မသုံးပါနဲ့အနာဂတ်တည်ဆောက်ဖို့အသုံးချပါနံပါတ်6ကျန်းမာရေးကိုလစ်လူမရှိပါနဲ့ငွေရှာရင်းကျန်းမာရေးပြတ်သွားတဲ့အခါရလာတဲ့ငွေအကုန်လုံးကိုစေကူတဖို့ပြန်သုံးရတတ်တယ်။အောင်မြင်တဲ့လူတွေကလေ့ကျင့်ခန်းလုပ်တယ်အချိန်မှန်အောင်နေတယ်အစားအသောက်ကိုဂရုစိုက်တယ်။ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်မှာအားရမရှိရင်အိမ်မက်တွေကိုလည်းအကောင့်တွေပေါ်နိုင်မှာမဟုတ်လို့ပါပဲ။နံပါတ်9အတွေးမလွန်ပါနဲ့ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာ overthinking သမားတွေပါတယ်ဆိုရင်ဒီအချက်တွေကိုသေချာလေးနားထောင်သွားပါ။လူအများစုကြာရှုံးရတဲ့အကြောင်းရင်းကမလုံနိုင်လို့မဟုတ်ပါဘူး။အတွေးလွန်ခြင်းကြောင့်ပဲဖြစ်ပါတယ်။အချိန်ကောင်းကိုစောင့်နေရင်အချိန်တွေကုန်သွားတယ်။တကယ်အောင်မြင်တဲ့လူတွေကတော့စပြီးမှဖြည်းဖြည်းလေးလာကြတယ်နံပါတ်8ကျွမ်းကျင်မှုမရှိရင်အစားထိုးခံရမယ်ဒီနေ့ခေတ်မှာဘွဲတစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူးဤပညာတွေပြောင်းလဲနေတယ်စီးပွားရေးလောကကြီးကလည်းပြောင်းလဲနေတယ်မင်းမှာတန်ဖိုးရှိတဲ့ကျွမ်းကျင်မှုမရှိရင်ဘယ်အချိန်မဆိုအစားထိုးခံရနိုင်ပါတယ်ဗီဒီယိုတီးဖြတ်မှုဗီဒီယိုအက်ဒီတင်းပညာအယောင်မြင့်တင်ရေးပညာစကားပြောဆက်ဆံရေးပညာအွန်လိုင်းစီးပွားရေးအဲ့ဒီအရာတွေကနောင်လာမဲ့ခေတ်ရဲ့အရေးကြီးဆုံးလက်နက်တွေဖြစ်လာလိမ့်မယ်နံပါတ်9
ကြာရှုံးမှုကိုမကြောက်ပါနဲ့အောင်မြင်တဲ့လူတိုင်းတစ်ချိန်ကကြာရှုံးမှုကြတယ်နာမည်ကျော်စီးပွားရေးသမား Steve Jobs တောင်သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ကုမ္ပဏီကနေအလုပ်ထုတ်ခံခဲ့ဘူးတယ်ဒါပေမဲ့သူလက်မလျှော့ခဲ့ဘူးကြာရှုံးမှုဆိုတာအဆုံးသတ်မဟုတ်ဘူးသင်ခန်းစာပဲနံပါတ်10ကိုယုံကြည်ပါဘဝမှာမင်းကိုအရင်ဆုံးကယ်တင်ပေးနိုင်မဲ့သူကမင်းကိုယ်တိုင်ပဲလူတွေမယုံကြည်ရင်တော့ကိုတန်တရားမဝင်ပါနဲ့ဒီနေ့မှာမင်းအခုကြိုးစားနေတဲ့အရာတွေကမင်းဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တယ်ညီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့လူငယ်ဘဝဆိုတာပြန်မရနိုင်တဲ့အချိန်တစ်ခုပါဒီနေ့မင်းလုပ်နေတဲ့အရာတွေကနောက်9နှစ်အကြာမှာမင်းဘဝကိုဆုံးဖြတ်သွားမယ်ဒါကြောင့်အချိန်မဖြုံးပါနဲ့ကိုတိုးတက်အောင်လုပ်ပါပြီးတော့ဒီနေ့မှာမင်းစိတ်ကူးထားတဲ့ဘဝကိုတကယ်ရောက်လာလိမ့်မယ်ဆိုတာအသေးချာပါပဲ